အားလုံးပဲမင်္ဂလာပါကျွန်တော်ကနေဦးပါစာရတက်ဆောင် YouTube channel နေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ကျွန်တော်ကဒီ Android Administrator တွေကို join တဲ့ device တွေရဲ့ user ရဲ့ situation ပေါ်မူတည်ပြီးတော့ဘယ်လိုဖြစ်သွားလဲဆိုတာကို knowledge sharing လုပ်ပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီ video တွေကဒီအပြင် VL ပေါ်မှာလည်းအရေးကြီးတဲ့အတွက်ကြောင့်မလို့ဒီ video လေးကိုတေချာကြည့်ပေးစေချင်လိုပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီ configuration video လေးကိုစလိုက်ကြအောင်ဟုတ်ကဲ့ပါအရင်ဆုံးအနေနဲ့ကျွန်တော်တို့က Android Administrator တွေကိုရောက်နေရပေါ့နော်အဲ့တော့ Android Administrator တွေမှာဆိုရင်ကျွန်တော်ကဒီလက်ရှိဘယ်ကောင်းတဲ့ဝင်ထားလဲဆိုရင်ဒီ Global Administrator permission ရှိရဲ့ account တစ်ကောင်နဲ့လက်ရှိမှာဝင်ထားတာကိုတွေ့ရမှာဖြစ်တယ်ဟုတ်ပြီအဲ့တော့ဒီနေ့ကျွန်တော်တို့ကဘယ်ကိုသွားမလဲဆိုရင်ဒီပေါ့နော်ကျွန်တော်ဒီ testing device လုံးထားတယ်ပေါ့နော် Windows 10 device ကိုအဲ့ device ကိုကျွန်တော်တို့ကကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ရှိမှဆိုဒီ device ပေါ့နော်အဲ့တော့ကျွန်တော်ကဒီကောင်ကို command prompt ခေါ်ပြီးတော့ဒီ device ရဲ့ host name လေးကိုတစ်ချက်ကြည့်လိုက်မယ်ပေါ့နော်ဒီမှာဆိုရင်ဒီ device ကuser name ပေါ့နော်လက်ရှိမှာဒီ user name က AD joiner user ဖြစ်တယ် demo user ဆိုပြီးရှိတယ် host name လေးကျွန်တော်တစ်ချက်ကြည့်လိုက်မယ် host name ကကျွန်တော်တို့ desktop demo ဆိုပြီး host name ရှိမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တေချာ confirm အောင်လို့ဒီဘက်မှာတစ်ချက်စစ်လိုက်မယ်ပေါ့နော် setting ထဲမှာကျွန်တော်တို့ကဒီ user က Android join ထားတယ်ဒီ device က Android joiner လားမ joiner လားဆိုတာကျွန်တော်တစ်ချက်စစ်မယ်ပေါ့နော်အဲ့တော့ account ထဲကိုသွားမယ်ပြီးရင်ကျွန်တော်တို့ access and wall school ထဲကိုသွားမယ်ဒီမှာဆိုရင်သူက connected by demo user ဆိုပြီးတော့ကျွန်တော်တို့ကဒီအကောက်က Azure AD ဖြစ်တဲ့ Android Administrator တွေကို join ထားတာကိုတွေ့ရမှာဖြစ်ပါတယ်ပြီးအဲ့တော့ကျွန်တော်တို့ကဒီ Administrator ဘက်မှာဆိုလည်းကျွန်တော်တို့ကဘယ်လိုမြင်ရမလဲဆိုရင်ဒီ device ထဲကိုသွားမယ်ပြီးတော့ကျွန်တော်တို့ all device ထဲမှာကျွန်တော်တို့ခုန join ထားတဲ့ device ကိုမြင်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ desktop demo ကကျွန်တော်တို့ join ထားတဲ့ device ကိုကျွန်တော်တွေ့ရပြီးဒါလည်းကျွန်တော်တို့ demo user ဆိုတဲ့ user နဲ့ join ထားတာပဲဖြစ်ပါတယ်ကျွန်တော် join တိုက်ကကြရင်ကျွန်တော်တို့က Microsoft Android join ဆိုတဲ့ join တိုက်ကိုကျွန်တော်တို့ကတုံးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပြဿနာဘာရှိလဲဆိုရင်ဟုတ်ပြီဒီ device တွေကကျွန်တော်တို့ Android ကို join လိုက်တယ် user နဲ့ join လိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ကဒီ user ကဒီ Android Administrator မှာဆိုရင်သူ့ရဲ့ situation ကဘာပဲရှိလဲဆိုရင် तू က normal user ပဲရှိရပေါ့နော်လုံးဝဘာ admin level access မှမရဘူးဒါပေမဲ့ तू join လိုက်တဲ့ device ကို Android ကို join လိုက်ပြီဆိုရင် तू ကဘာဖြစ်သွားလဲဆိုရင်အဲ့ device က local admin ကို automatically ဖြစ်သွားတာကိုကျွန်တော်တို့ကတွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကြည့်လိုက်မယ်ကျွန်တော်တို့ကဒီမှာဆိုရင်ကျွန်တော်တို့ဒီ device က local admin ဖြစ်မဖြစ်ကိုကျွန်တော်တို့ကချက်ကြည့်လိုက်မယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ group ထဲကိုသွားမယ်ပြီးတော့ကျွန်တော်တို့ဒီ device က administrator group ထဲမှာဒီ Azure AD demo user က automatically local admin မှာဖြစ်နေရပေါ့နော်အဲ့တော့ဒီလို scenario ကဘာနဲ့တွားတူလဲဆိုကျွန်တော်တို့က user တယောက် Android မှာရှိတယ်ပြီးတော့ကျွန်တော် device တစ်လုံးကိုအဲ့ user ကိုပေးသုံးလိုက်တယ်အဲ့ချိန်မှာအဲ့ user ကဒီ device ကို Android ကို join လိုက်ပြီဆိုတာနဲ့ဒီ device က local administrator ကအဲ့ user ဖြစ်သွားတယ်ပေါ့နော်ဒါကကျွန်တော် security ရကြည့်မယ်ဆိုရင်လုံးဝကိုမကောင်းဘူးလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကတစ်ခါတည်းမှာ Intune ကနေပြီးတော့ကျွန်တော် application တွေကို push ပြီးတော့ manage လုပ်တာရှိရယ် configuration policy တွေချတာရှိရယ်အဲ့လိုအချိန်မှာဒီ user က admin level permission ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ app တွေကို install လုပ်ချင်မှလည်းလုပ်မယ် configuration policy တွေကိုလက်ခံချင်မှလည်းလက်ခံမယ်ပေါ့နော်အဲ့လိုဆိုကျွန်တော်တို့ security ရလုံးဝကိုဝိဖြစ်တယ်လို့ပြောလို့ရတယ် normal user တွေလို့ကျွန်တော်တို့ကဒီ local admin မှာပေးဖို့မပေးသင့်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့က setting ကိုဘယ်မှာပြင်မလဲဆိုတော့ကျွန်တော် Android Administrator ထဲမှာပဲပြင်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ Android Administrator တွေကိုတွားလိုက်မယ်ကျွန်တော်တို့ကဒီ device အောက်မှာပဲ device setting ကိုယူမယ်ပေါ့နော် device setting ယူပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဘယ်နေရာကိုသွားမလဲဆိုရင်ဒီ local administrator setting ဆိုတဲ့နေရာကိုသွားမယ်ဟုတ်ပြီအဲ့ဆိုဒီမှာဆိုလဲနှစ်မျိုးရှိရပေါ့နော်ကျွန်တော်မနေ့ကဗီဒီယိုမှာဆိုလဲဒီ how to manage device setting ဆိုတဲ့ဗီဒီယိုတစ်ပုဒ်နဲ့ဒီ device setting အောက်မှာရှိရဲ setting တွေအားလုံးရဲ့အလုပ်လုပ်ပုံကိုရှင်းပြခဲ့တယ်ပေါ့နော်ဒီနေ့မှာတော့ကျွန်တော် local administrator setting နဲ့ပတ်သက်ပြီးတော့ဒီလေးပြန်ရှင်းပြမှာပဲဖြစ်ပါတယ်ဟုတ်ပြီပထမဆုံးတစ်ခုကကျွန်တော်တို့ global admin role is added as local administrator ပေါ့နော်ဒီ setting ကဘာကိုပြောချင်တာလဲဆိုရင်ကျွန်တော်တို့ဒီဘယ် user မဆိုသူတို့ device ကို Android ကို join လိုက်ပြီဆိုတာနဲ့iDevice ကဒီ local administrator ကကျွန်တော်တို့ဒီ global administrator က automatically iDevice က local admin ပါဖြစ်နေတာပေါ့နော်ဒါကလည်းကျွန်တော်တို့မကောင်းဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ tenant မှာဆိုရင် global administrator ပေါ့နော်ပြောရမယ်ဆို tenant wide powerful admin access ရှိရဲ့ global administrator role က join လိုက်တဲ့ device တိုင်းမှာကျွန်တော်တို့က local admin ဖြစ်နေရဆိုရင် security ကမကောင်းဘူးလို့ကျွန်တော်တို့ကပြောလို့ရတယ်အဲ့တော့ဒီ setting ကိုလည်းကျွန်တော်ကလောလောဆယ်မှာဆိုရင် no ထားလိုက်မယ်ပေါ့နော်ပြီးတော့နောက်တစ်ခုအနေနဲ့ပါလဲဆိုတော့အောက်က setting အောက်က setting ကကြာကျွန်တော်တို့ဒီ Android join လိုက်ပြီဆိုရင်ဒီတဲ့ user က local admin ဖြစ်ပါဆိုပြီးသူက all ထားတာတယ်အဲ့တော့ဒီ Android administrator ထဲမှာရှိရဘယ် user မဆိုသူတို့ join လိုက်တဲ့ device တွေက join လိုက်တဲ့ device တွေရဲ့ဒီ admin local admin ကအဲ့ user တွေပဲပြန်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က
အဖြစ်မခံချင်ဘူးဆိုရင်ကျွန်တော်တို့ကနန်းထားလိုက်လို့ရတယ်အဲ့လိုဆိုရင်ဘယ် user မဆိုဒီ device ကို join Android ကို join လိုက်ပြီဆိုတာနဲ့အဲ့ user က normal standard user ပဲဖြစ်မယ် local admin နဲ့ရမှာမဟုတ်ဘူးပေါ့နော်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ကတချို့သော user တွေကိုတော့ Android join ရင် local admin access ပေးချင်တယ်ဆိုရင်တော့ကျွန်တော်တို့က selected ကိုရွေးလို့ရတယ် selected ကိုရွေးလိုက်ပြီဆိုကျွန်တော်တို့ကအောက်မှာဆိုရင်လုံးဝမှာ selected ကိုရွေးပြီးတော့ကိုထည့်ချင်တဲ့ user ကိုကျွန်တော်တို့ကဒီမှာသွားပြီးတော့ထည့်လို့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဆိုရင် testing user ဆိုတဲ့တယောက်ကိုကျွန်တော်ကထည့်လိုက်မယ်ပြီးရင် select မှတ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ open လေးလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာ testing user တယောက်ကကျွန်တော်တို့ဝင်သွားပြီဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်ကို save လုပ်လိုက်မယ်ပြီးကျွန်တော် setting က save သွားပြီလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မျက်စိရှင်းဆက်သွားမှာဆိုလို့တရားပြန်ရှင်းပြပြီးမယ်ဘယ်လိုမျိုးလုပ်လဲဆိုတော့ဥပမာအဖြစ် user 1ပေါ့နော် user 1ကကျွန်တော်တို့ device တစ်လုံးကိုကျွန်တော်တို့သုံးမယ်ဆိုရင်အဲ့ device ကိုအဲ့ user 1ကိုပေးလိုက်တယ်ကျွန်တော်တို့ကအဲ့ချိန်မှာအဲ့ user 1ကအဲ့ device ကိုသုံးဖို့အတွက် Android ကို join လိုက်တယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့ကဒီ setting ကို all ထားထားမယ်ဆိုရင်ဘာဖြစ်သွားမလဲဆိုတော့ user ကအဲ့ device ရဲ့ local admin access ကိုသူက automatically ရသွားမှာဖြစ်တယ်အဲ့လိုမရသေးချင်ဘူးဆိုကျွန်တော်တို့ကနန်းထားလိုက်ပြီဆိုရင်အဲ့ user က device ကို onboard လုပ်လိုက်ပြီဆိုတာနဲ့ local admin ရမှာမဟုတ်တော့ဘူး standard user ပဲစဖြစ်နေမှာဖြစ်တယ်ဟုတ်ပြီဒါကတော့ user 1 scenario နဲ့ကျွန်တော်တို့ကပြောတာအဲ့ချိန်မှာကျွန်တော်တို့က user တွေအကုန်လုံးတော့မလုပ်ချင်ဘူးတီးတဲ့အနေနဲ့ဒီ VIP ဆိုတဲ့ user တော့ကျွန်တော်တို့က local admin ဖြစ်စေချင်တယ်အဲ့တော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ select တဲ့နေရာမှာကျွန်တော်တို့ကဒီ VIP user ကိုဒါထားလိုက်မယ်ဆိုရင် VIP user join လိုက်တဲ့ device မှာသူက local admin access ရသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဘယ် user join ရမှာတော့မဟုတ်ဘူးဒါပေမဲ့ VIP user က device တစ်လုံးကို onboard လုပ်လိုက်ပြီဆိုတာနဲ့သူက local administrator access ကိုရမှာဖြစ်တယ်တခြား user တွေကတော့သူ့လိုမျိုးရမှာမဟုတ်ဘူးပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ setting ကိုရှင်းလင်းအောင်ပြပြခြင်းပဲဖြစ်ပါတယ်အဲ့တော့ VAO scenario ကိုကျွန်တော်လောက်တက်ကြမယ်ပေါ့နော်ပြီးအဲ့တော့ကျွန်တော်ကဒီမှာဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တခြား user တယောက်နဲ့ဒီမှာထပ်ပြီးတော့ဝင်ကြည့်မယ်ပေါ့နော်အဲ့တော့ဝင်ကြည့်ခင်မှာကျွန်တော် user လေးတယောက်ကို active ဆောက်လိုက်မယ်ပေါ့နော်active ဆောက်ထားတဲ့ user နဲ့ကျွန်တော်ကခုနက device တစ်လုံးကိုထပ်ပြီးတော့ဝင်ကြည့်မယ်ပေါ့အဲ့တော့ဒီမှာဆိုကျွန်တော်က new user ကိုသွားပြီးတော့ create new user လုပ်မယ်ပြီးသွားရင်ကျွန်တော်တို့ကဒီ user တယောက်ဆောက်မယ်ပေါ့နော်ဘယ်နာမည်နဲ့ဆောက်လိုက်မယ်ဆိုကျွန်တော်တို့က testing user 02နဲ့ဆောက်လိုက်မယ်ပေါ့နော်ပြီးတော့ auto generate ကိုကျွန်တော်ဖြုတ်ပြီးတော့ password တစ်ခုပေးလိုက်မယ်ဒီလိုဆိုရင်ကျွန်တော်တို့စောက်ခဲ့တဲ့ testing user ဆိုတာပေါ်လာမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ testing user 02ပေါ့နော် testing user ကြောင့်ကျွန်တော်ကဘယ်ထဲထည့်ထားလဲဆိုတော့ခုနက selected ထဲထည့်ထားဖြစ်တဲ့ကြောင့်မလို့ဒီ user ကတော့ join ရင် local admin ဖြစ်မယ်ဒီကောင်တော့ join local admin ဖြစ်မှာမဟုတ်ဘူးအဲ့လောက်ကျွန်တော်တို့တစ်ချက်လောက် testing လေးစမ်းကြည့်လိုက်ကြမယ်ပေါ့နော်testing ဆမ်းဖို့အတွက်ဆိုတော့ကျွန်တော်ကဘယ် device ကိုသုံးမလဲဆိုတော့ဒီဘက်က Windows 10ဆိုတဲ့ device ကိုသုံးရမှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒီ Windows 10ဆိုတဲ့ device ကိုကျွန်တော်တို့ကတစ်ချက်စစ်ကြည့်လိုက်မယ်သူ့ရဲ့ host name ကကျွန်တော်တို့ testing device ရဲ့ host name ရှိမယ်လက်ရှိမှာတူဝင်ထားတဲ့ account ကဒီ local admin နဲ့ဝင်ထားတယ်ပေါ့နော် testing device ရဲ့ local admin account တစ်ကောင်နဲ့သူကဝင်ထားတာကိုတွေ့ရမှာဖြစ်တယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီကောင်ကိုဒီ device ကို Android ကို join မယ် join တဲ့အခါမှာကျွန်တော်တို့ကဘယ် user ကိုသုံးမလဲဆိုရင်ခုနက testing user 02ဆိုတဲ့ user ကိုပဲသုံးသွားမှာဖြစ်ပါတယ်အဲ့တော့ account နဲ့က access and wall school ကိုတွားမယ်ပြီးတော့ကျွန်တော်တို့ connected ကိုနှိပ်မယ်ပြီးသွားရင်ဒီလိုနေရာမှာကျွန်တော်တို့ပုံမှန် join နေကြပါတော့ Android join နေကြတဲ့အတိုင်းပဲ join this device to Microsoft Android ဆို option ကိုကျွန်တော်တို့ကယူလိုက်မှာဖြစ်တယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်တို့ခုနက testing user 02ကိုထည့်မှာပဲဖြစ်ပါတယ်905328 905328အဲ့တော့ကျွန်တော် password မှန်သွားပြီဆိုရင်တော့ပထမဆုံးချိန်နဲ့ user ပထမဆုံးဝင်တာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့က password ချိန်ပြီးပြီးတော့လိုတယ်ပေါ့နော်
အဲ့တော့ကျွန်တော်တို့ join လို့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ join ကြည့်လိုက်မယ်ကျွန်တော်တို့ဒီ user နဲ့ဒီ device ကို join ကြည့်လိုက်မှာဖြစ်ပါတယ်ပြီးကျွန်တော်တို့အကုန်လုံးပြီးသွားရင် done နှိပ်လိုက်မယ်ပြီးသွားရင်ဒီမှာဆိုရင် connected by testing user 02ဆိုပြီးကျွန်တော်တို့က Andra ကို join ဝမှာဖြစ်ပါတယ်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့ reset လေးချလိုက်မယ်ပေါ့နော်ဒီ device ကို reset ချပြီးတော့ကျွန်တော်တို့ Andra မှာသွားပြီးတော့စစ်ကြည့်လိုက်မယ်ပေါ့နော် reset ချနေတဲ့အချိန်မှာအဲ့တော့ကျွန်တော်တို့ device ကိုသွားမယ်ပြီးသွားရင် all device တွေကိုကျွန်တော်တို့ဝင်မယ်အဲ့တော့ဒီမှာ testing device ကကျွန်တော်ရောက်နေမှာဖြစ်တယ်ပေါ့နော်ခုနက testing user 02ဆိုတဲ့နာမည်နဲ့ရောက်နေမှာဖြစ်တယ်အဲ့ဒါကကျွန်တော်တို့ Andra join ဖြစ်ပါတယ်ဟုတ်ပြီဒီကောင်ကိုကျွန်တော် reset ချပြီးပြန်တက်လာတဲ့ခါကျရင်ကျွန်တော်တို့ကဒီ Andra ကို join ထားတဲ့ user ပေါ့နော် testing user 02ဆိုတဲ့ account နဲ့ပဲကျွန်တော်တို့ကပေးသုံးမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင် admin ဆိုရင် local admin နဲ့ဖြစ်နေရပေါ့နော်အဲ့တော့ကျွန်တော် other user ကိုရွေးပြီးတော့ခုနက testing user 02ဆိုတဲ့ကောင်းနဲ့ကျွန်တော်တို့ကဝင်မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ဒီ testing user 02နဲ့ပေါ့နော် device ထဲကိုပြန်ဝင်သွားပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က command prompt လေးခေါ်ပြီးတော့ပြန်စစ်ကြည့်လိုက်မယ်ပေါ့နော်အဲ့တော့လောလောဆယ်မှာဆိုရင် AD joiner ရဲ့ testing user 02ဆိုတဲ့ user name နဲ့ဝင်ထားတယ် device ကဘယ် device လဲဆိုရင်ကျွန်တော်တို့ host name က testing device ဖြစ်တယ်ပေါ့နော်အဲ့တော့ဟုတ်ပြီဒီကောင်က local admin ဖြစ်သွားလားမဖြစ်သွားလားဆိုတော့ကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်တို့ group ရဲသွားမယ်ပြီးသွားရင် administrator တွေကိုကျွန်တော်တို့ကြည့်ကြည့်လိုက်မယ်ဒီမှာဆိုရင်သူက local admin ဖြစ်မှာမတွေ့ရဘူးပေါ့နော်ကျွန်တော်တို့က testing user 02ဆိုတာ local admin ထဲမှာမရှိနေဘူးပေါ့နော်အဲ့တော့ကျွန်တော်က on ထားတဲ့ setting က selected က testing user ကိုပဲပေးတာပဲလို့ကြောင့်မလို့အဲ့ user ကပဲ local admin ဖြစ်မှာ join ကျွန်တော်တို့တခြား user တွေအားလုံးက join လိုက်ရင်ပုံမှန် standard user ပဲဖြစ်နေမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကနောက်တစ်ခါဘယ်ကိုထပ်သွားကြည့်မလဲဆိုတော့ကျွန်တော်တို့ setting နဲ့တစ်ချက်သွားကြည့်လိုက်မယ်ပေါ့နော် setting ထဲမှာကျွန်တော်တို့ဒီ account ကိုသွားမယ်ပြီးတော့ကျွန်တော်တို့ဒီ access and wall school ကိုသွားမယ်ပေါ့နော် access wall school ကိုသွားမယ်အဲ့လိုဆိုရင်ကျွန်တော်ဒီမှာ sign in and administrator to change their device management setting ဆိုပြီးသူကပေါ်နေမှာဖြစ်တယ်ပေါ့နော်အဲ့တော့လောလောဆယ်မှာဆိုကျွန်တော်တို့ account က local admin မဟုတ်ဘူး standard user account ပဲဖြစ်နေရပေါ့နော်ဒီ device ကိုအဲ့တော့ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ share လုပ်ပေးသွားတဲ့အကြောင်းအရာကတော့ဒီပုံမှန်ပေါ့နော် normal user တွေကိုကျွန်တော်တို့က device ကိုပေးသုံးမယ် device ကိုပေးသုံးပြီးကျွန်တော်တို့ i device ကို onboard လုပ်တဲ့အခါမှာ i user တွေကို local admin မှာဖြစ်ဖို့အတွက်ဘယ်လိုမျိုး prevent လုပ်မလဲကျွန်တော်တကယ်လို့ local admin ဖြစ်ချင်ရင်ကျွန်တော် specific user တွေကိုဘယ်လိုလုပ်လို့ရလဲဆိုတာကို knowledge share လုပ်ပေးသွားရပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက် video နဲ့အတူပြန်လာခဲ့ပါမယ်ခင်ဗျာ